အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကိုသူရပါဒီနေ့ကျွန်တော်ပြောမယ့်အကြောင်းအရာကတော့အတအမခံဘာဖြစ်လို့ထားတင်တာလဲဆိုတဲ့အပိုင်းဒုတိယပိုင်းပေါ့ကျွန်တော်တို့မိသားစုတစ်စုမှာပုံမှန်bread winner ပေါ့နော် bread winner မိသားစုမှာပတ်စံရှာပေးနေတဲ့လူတစ်ယောက်ရှိတယ်သို့မဟုတ်2ယောက်ရှိမယ်ဒီမိသားစုမှာအဖေသို့မဟုတ်အမေကနေပြီးတော့မှပတ်စံရှာပေးနေပြီအဲ့ဒီဝင်ငွေပေါ်မှာမိသားစုတွေကမှီခိုနေမယ်ဒီရလာတဲ့ဝင်ငွေကိုခွဲခြမ်းစိတ်ဖြာပြီးတော့မှကျန်းမာရေးအတွက်ဖယ်တယ်ပညာရေးအတွက်ဖယ်တယ်နောင်ရေးအတွက်တခါယင်းနှိမ့်မြုံနယ်မှုတွေလုပ်တယ်ဒီလှုပ်ထဲမှာလည်းပြန်ပြီးတော့မှပြန်ယင်းနှီးတာတွေလည်းရှိတယ်အဲ့တော့ကျွန်တော်တို့ကအလွယ်ဆုံးပြောရရင်ကျွန်တော်တို့ကပတ်စံဝင်လာတယ်ဝင်လာတဲ့အချိန်ကျရင် spam ပေါ့နော် spam သုံးလိုက်တယ်ပြီးရင် saving လုပ်တယ်ဒါလေးကိုကစုထားတယ်ဒါပေမဲ့ကျွန်တော်တို့ကဘာလုပ်ဖို့မိနေလဲဆိုတော့ဒီဝင်လာတဲ့ငွေဝင်တဲ့လမ်းကြောင်းကိုကာဗာလုပ်ဖို့မိတယ်ဒီငွေဝင်တဲ့ငွေစည်းကြောင်းလေးကိုကာဗာလုပ်ထားဖို့ကိုယ့်စီကိုအမြဲတမ်းငွေတွေမပြတ်စည်းဝင်နေဖို့ကာဗာလုပ်ဖို့မိနေတယ်ကျွန်တော်တို့ပုံမြင်နေတဲ့မှာရှိရဲရွှေဥတဲ့ငန်းမိသားစုအတွက်ကိုကရွှေဥတဲ့ငန်းလားငန်းရွှေဥတဲ့ငန်းဆိုရင်ဒီရွှေဥကိုတစ်နေ့တစ်လုံးဥနေတာကနေပြီးတော့မှကျုပ်တည်းအမြဒီငန်းကြီးကမဥနိုင်တော့ရင်ဘာဆက်လုပ်မလဲဆိုတဲ့အစီအစဉ်လုပ်ထားရပါတယ်အဲ့တော့အဲ့လိုမျိုးအရန်စီစဉ်ထားတဲ့အစီအစဉ်တွေထဲမှာအာမခံဒီတစ်ခုပါဝင်ဖြစ်ပါတယ်အသက်အာမခံကျွန်တော်ဘယ်လိုလုပ်ထားကြမလဲဟုတ်ပြီဒီမိသားစုမှာဒီလူကရွှေဥတဲ့ငန်းလားဟိုမှာတင်မောသားမိသားစုဆိုရင်တင်မောလိုက်နေတယ်လိုက်နေဖေဖေကတင်မောလိုက်နေတဲ့အချိန်မှာကြံခဲ့တဲ့မမေကနေပြီးတော့မှအကုန်လုံးခွဲချမ်းစိတ်ဖြာပြီးတော့မှအကုန်လုံး manage လုပ်ရတယ်အဲ့တော့ဒီမှာဒီဖေဖေသာတင်မောလိုက်နေတဲ့အကြောင်းကြောင့်တစ်ခုကြောင့်ဆက်ပြီးတော့မှမလိုက်နိုင်တော့ရင်သို့မဟုတ်ကျမ်းမာရေးကြောင့်ပဲဖြစ်ဖြစ်အက်ဆီဒန့်ကြောင့်ပဲဖြစ်ဖြစ်သူဒီဝင်ငွေရက်သွားမယ်ဆိုရင်ထိုက်တဲ့လျှောက်ပတ်တဲ့ပတ်စံတန်ဖိုးတစ်ခုတော့ကြံနေမှရမယ်ဒါကိုအတအမခံအတွက်အခြေခံသဘောတရားပေါ့နော်အစဆုံး basic concept ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကမိသားစုမှာပတ်စံရှာနေတဲ့သူကဘာတူလဲအဲ့လူကိုအမခံထားရတယ်အမခံထားမှာကျွန်တော်ဆိုရင်ကျွန်တော်မိသားစုမှာကျွန်တော်တို့လင်မယားနှစ်ယောက်လုံးပတ်စံရှာတာဖြစ်တဲ့အတွက်လင်မယားနှစ်ယောက်လုံးအတအမခံထားတယ်ကျွန်တော်တို့တစ်ခုဖြစ်သွားရင်အမခံကုမ္ပဏီကပေးတဲ့ပတ်စံနဲ့ကျွန်တော်သားသမီးတွေဆက်ပြီးတော့မှဝါရက်တည်မယ်ဆက်ပြီးတော့မှသူတို့ပညာရေးလမ်းကိုဆုံးအောင်သွားကြမယ်ဒါမှမဟုတ်ရင်ကျွန်တော်ကတိတ်ဆုံးတာမဟုတ်ဘဲနဲ့ကျွန်တော်ကအဲ့ရတဲ့လဲသွားမယ်အမတန်ဆွမ်းဖြစ်သွားမယ်တသက်လုံးမတန်ဆွမ်းဖြစ်ပြီးသူများပေါ်မိခိုနေရမယ်ဆိုရင်တော့မှကျွန်တော်ရဲ့ဘဏ်အကောင့်ထဲမှာဒီအာမခံပေးရော်တဲ့ပတ်စံတွေကရှိနေမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ